ပုံမှန်တက်ပို့ပြီးတနာကြီးတို့အဲ့လိုလားတနာကြီးရဆိုရင်ငါတို့တွေကဒီမိန်းကလေးချင်းကိုဘာလို့ယူနေတော့မှလဲ မင်္ဂလာပါ Lily Reaction Channel မှာကြိုဆိုပါရရှင်ဒီဗီဒီယိုလေးကတော့လက်တလုံးနာမည်ကြီးနေတဲ့အကြောင်းအရာလေးတွေကိုပြသပေးသွားမှာဖြစ်ပါတယ်ရှင် ဟိုကမိန်းကလေးချင်းကြိုက်တာတွေကပုံမှန်တက်ပို့ပြီးတော့တနာကြီးလို့တဲ့မိန်းကလေးချင်းယူတာတွေမိန်းကလေးချင်းချင်းအဲ့လိုမျိုးကြိုက်တာတွေကပေါ့နော်ပုံမှန်တက်ပို့ပြီးတနာကြီးတို့အဲ့လိုလားတနာကြီးရဆိုရင်ငါတို့တွေကဒီမိန်းကလေးချင်းကိုဘာလို့ယူနေတော့မှလဲနင်တို့ပြောတယ်မဟုတ်လားမိန်းကလေးချင်းယူတော့ဘာရတာရှိလို့လဲလို့မိန်းကလေးချင်းယူတော့ဘာလို့ရလို့လဲလို့အေးငါတို့ကတကယ်တနာကြီးရဆိုရင်ဒီလိုဘာမှလုပ်လို့မရဘာရတာမှမရှိပဲနဲ့ဘာလို့ငါတို့မိန်းကလေးချင်းယူနေတော့မှလဲယောက်ျားအစ်စ်ကိုယူပြီးတော့ဟလာနေမလားညမလားအရှိရောအနောက်ရောပါဇက်ပေါက်တွေရောမှာပေါ့ဟလာဘာရတာမှမရှိပဲနဲ့တော့ဒီမိန်းကလေးနဲ့မိန်းကလေးတယောက်နဲ့မိန်းကလေးတယောက်အဲ့လိုမျိုးပေါင်းဖက်ခြင်းနဲ့ပေါင်းဖက်နိုင်နေဆိုတဲ့တဏှာကြောင့်လားမေတ္တာကြောင့်လားဆိုတာအထင်သားကြီးပဲလေနော်ဟုတ်တယ်မလားတကယ်တမ်းတဏှာကြီးမှာတော့ယောက်ျားကိုတယောက်ပြီးတယောက်ယူရှင်းနေတယောက်ယူနောက်မှလင်ငယ်တွေအများကြီးထားဟုတ်လားအဲ့လိုနေမှာပေါ့ဘာလို့ဒီဘာရတာမှမရှိတဲ့မိန်းမတယောက်ကိုယူပြီးတော့လှုပ်ကြွေးတော့မှလေဟုတ်တယ်မလားပြီးနောက်တစ်ခုပြောမနေလို့ဗာလဲဟိုအပြားရင်ပုတ်တယ်လို့ပါလို့အဲ့အပြားရင်ပုတ်တယ်ဆိုတာလွယ်တဲ့ကိစ္စများထင်နေလို့လားအပြားရင်တော့မှပုတ်ချင်လိုက်ပုတ်လို့မရအောင်တော့အပြားရင်ပုတ်တယ်ဆိုတာနီးစနစ်မှန်အောင်မှပုတ်တဲ့အောင်မှရတာရှိတာတလားနီးစနစ်မှန်အောင်ပုတ်တဲ့ဘူးဆိုမလုပ်လို့မရအောင်ဘယ်သားမှမရှိနင်တို့ပြောသလိုဟဲ့ဟာဟိုကပတ်တွေအတူတွေလဲသုံးညင်သုံးမယ်ဟဲ့အဓိကနင်တို့ယောက်ျားအစ်စ်မဖြစ်ရပြီငါတို့ငါတို့မိန်းကလေးကြီးယူပြီးတော့အတူပဲသုံးကပတ်နဲ့ပဲချအဓိကနင်တို့ယောက်ျားအစ်စ်မဖြစ်ရပြီငါတို့ကဘာလဲဆိုယောက်ျားအစ်စ်ကိုမကြိုက်တာသိလားယောက်ျားကြီးရဲ့အဲ့ဒီသူတို့ရဲ့ဘယ်လိုပြောမလဲယောက်ျားဆိုရင်ဟိုမကြိုက်တာငါတို့ကမိန်းကလေးကိုကြိုက်တာမိန်းကလေးကိုချစ်တယ်ငါတို့ယူပြီးတော့မှလေအဲ့လိုမျိုးအတူနဲ့ပဲသုံးကပတ်တွေနဲ့ပဲချယောက်ျားမဖြစ်ရပြီဟာငါတို့မှလည်းအသွေးသားဆန္ဒရှိတယ်ဟာဟုတ်လားလူပဲထွက်ရပုဂ္ဂိုလ်မှမဟုတ်တာအသွေးသားဆန္ဒရှိတယ်အဲ့တော့ငါတို့အတူနဲ့ပဲအပြားချင်းမပုတ်ဖို့အဓိကနေလို့ယောက်ျားကိုမကြိုက်တာယောက်ျားကိုမကြိုက်တာမိန်းမဖြစ်နေရပြီငါတို့မိန်းမဖြစ်ပြီးမိန်းမတယောက်ကိုချစ်တာမိန်းမတယောက်ကိုကြိုက်တာဒီလားဒီဗီဒီယိုလေးကိုကြည့်ပြီးလူကြီးမင်းတို့ရဲ့ထင်မြင်ယူဆချက်တွေကို comment လေးထဲမှာရေးခဲ့လို့ရပါတယ်ဗီဒီယိုအသစ်တွေကိုကြည့်ဖို့ subscribe လေးပြုလုပ်ထားခဲ့ပါအောင်ရှင်အားလုံးပဲတာယာချမ်းမြေ့တဲ့နေ့လေးဖြစ်ပါစေရှင်